အယိုးကွာယောဂမဖြစ်အောင်ဒါတွေရှောင်ကြပါအယိုးတွေကျွတ်ဆက်ပြီးကျိုးလွယ်မလားတမမလားဆိုတာကတင့်ရဲ့နေ့စဉ်အလေးကျင့်ပုံမှာအများကြီးမူတည်နေတယ်ဆိုတာသိပါသလားရှောင်ကျင်ရမည့်အချက်များပထမဆုံးရှောင်ရမှာကတော့အငံဓာတ်ပါပဲအငံတွေအစားများရင်ခန္ဓာကိုယ်တွေကထုံးဓာတ်တွေကိုစီးကနေတဆင့်အပြင်ကိုတွန်းထုတ်ပစ်တတ်လို့အယိုးတွေအားနည်းလာစေပါတယ်နောက်တစ်ခုကကော်ဖီနဲ့အချိုရည်တွေပါကော်ဖီအလွန်အကျွံတောက်တာကလည်းအယိုးသိပ်သီးစကိုလျော့နှဲစေပါတယ်လှုပ်ဆောင်တင်သည့်အချက်များဒါဆိုဘာလုပ်ရမလဲလမ်းလျှောက်တာဒါမှမဟုတ်ကိုယ်လက်လှုပ်ရှားမှုတစ်ခုခုကိုတစ်နေ့မိနစ်30လောက်ပုံမှန်လုပ်ပေးပါဒါမှသာအယိုးတွေကပိုပြီးကြစ်လက်တန်မာလာမှာပါအသက်50ကျော်လာပြီဆိုရင်တော့ဆရာဝန်နဲ့တိုင်ပင်ပြီးအယိုးသိပ်သီးစကိုစစ်ဆေးကြည့်တင်ပါတယ်ယောဂါကကြောက်စရာကောင်းပေမဲ့ကြိုတင်ကာကွယ်ထားရင်တော့ဘာမှစိတ်ပူစရာမလိုပါဘူးအားလုံးပဲခိုင်မာတောင့်တင်းတဲ့အယိုးတွေကိုပိုင်ဆိုင်နိုင်ကြပါစေဗဟုသုတအတွက်သာဖြစ်ပါတယ်ကျန်းမာရေးဟုသုတတုတရတအစုံကိုဝေမျှပေးသွားမှာဖြစ်ပါတယ် like and follow လုပ်ပေးခဲ့ကြပါဦးဗျ